အားလုံးပဲမင်္ဂလာပါယွန်းပြောနေပြန်လဲကြိုဆိုလိုက်ပါတယ်ဒီနေ့ကယွန်းတနေ့တာဘာလို့ခဲ့လဲဆိုရင်တက်သွားမှာပေါ့နော်မနက်စောစောယွန်းအင်ကချစ်ကလေးကိုရေချိုးပေးပါတယ်ပြီးတော့အဲ့တဲလာလို့အဲ့ဒီကျွေးဟောင်းစားပါတယ်မချစ်ကလေးတနနဲ့စားပြညာပေါ့နော်ချိုးပေးပြီးတော့ချစ်ကလေးကိုအမွေးဖိပေးပါတယ်ရှင်ပြီးတော့တငယ်ချင်းသွားပြီးတော့ရခိုင်မုတ်တီရှပ်စားခဲ့ပါတယ်စားကြပါဦးရှင်ကိုယ်တိုင်ချက်တာဆိုတော့ငါဖက်ကဟိုပြပြနင်းနစ်လေးပါတော့ဟင်းရပါတော့ရန်စားလို့ကောင်းပါရှင်မတငယ်ချင်းနဲ့လေးပေါ်ရင်းစားပါတယ်စကားပြောလိုက်စားလိုက်နဲ့တပကံဘလို့ကုန်သွားလဲတော့မသိပါဘူးရှင်ပြီးတော့တငယ်ချင်းနဲ့ဦးနိုးဆောက်ခဲ့ပါတယ်အမတငယ်ချင်းကဦးနိုးရှုံးလို့ကျမကိုရေခဲမုတ်ဝယ်ကျွေးရပါတယ်တနေ့ကျမတို့ပြင်ထွက်ပြီးပေါ့နော်ရေခဲမုတ်လေးစံကြီးစေးခဲ့ပါတယ်ပြီးတော့ရေခဲမုတ်သွားဝယ်ခဲ့ပေါ့နော်ကျမကစတော်ဘယ်ရီရတာစားခဲ့ပြီးတော့တငယ်ချင်းကအိုရီယိုဖလေဗာစားခဲ့ပါတယ်။အမေမျိုးထိမှရေခဲမုံစားခဲ့ပါတယ်။ပြီးတော့တငယ်ချင်းအိမ်ရှိမှာဟော့တော့ဝယ်စားပါတယ်။တော့ဘသူအိမ်ကခွေလည်းမသိဘူးချစ်စရာလေးဆိုပြီးလမ်းရိုက်ပါတယ်။ကိုတော့ပြန်ပါပြီ။ရှုခက်လာလေးကိုနေပါဟော့တော့စားပါတယ်အမမိုက်ကယ်တယောက်ကဟော့တော့လာမြောင်းနေပါတယ်မိုက်ကယ်ဟော့တော့ကျွေးမယ်ဆိုပြီးတော့လက်တွေကျွေးခိုင်းပါတယ်တင်းနေလဲထိုင်ခိုင်းပါတယ်မိုက်ကယ်ကစိတ်မရှိလို့ဆိုပြီးလက်နှစ်ဖက်ပေးပါတယ်နှစ်ဖက်လုံးပဲနှစ်ချက်လုံးရစစ်စစ်လာပြောညင်ကျွေးစရာချက်မကျွေးတော့တစ်ဖက်လေးကျွေးပြီးတော့မစားလို့ရအောင်ကျွန်မဖတ်လို့တော့ပါအောင်ရှင်စားပြီးတပ်ပြီးပြီးတော့အိမ်ပြန်ပြီးတော့ကျမရဲ့အချစ်ကလေးတွေရေချိုးလို့တက်နေပါတယ်။လာပြီးချစ်ဖို့ကောင်းလိုက်တော့ကျမရဲ့ကလေးတွေနဲ့ကြည့်ကြပါဦးရှင်။စစ်စံဒါတော့မပိတ်ပါ။ပြီးပါပြီ။ဆုံးဖြတ်ကြည့်တဲ့အတွက်ကျေးဇူးတင်ပါတယ်။အားလုံးပဲတက်တာနောက်ပေါက်တင်အောင်ဆက်ပါမယ်ရှင်။